2026 ခုနှစ်ဧပြီလ25ရက်နေ့နေ့လယ်ပိုင်းမှာနောင်ချူမြို့နယ်ထက်ကကျင်းကနိုင်ရွာနာမှာအကြီးစားလေးစင်နှမောင်တိုက်ခတ်ခဲ့ပါရီအတော့ကူမြင့်မာပြီးကြီးမာတဲ့ကြောင်းမဲ့ဖွယ်ရလေးစင်နှမောင်ကြောင့်ဒေသခံတွေရှောင်ပြေးရတဲ့အထိဖြစ်ပွားခဲ့ပေမဲ့လူနေအိမ်တွေထိခိုက်မှုမရှိခဲ့ပါဘူးနောင်ချူမြို့နယ်ထက်ကဒေသခံတွေအတွက်တော့အကြီးဆုံးလေးစင်နှမောင်ကိုမြင့်တွေ့ခဲ့ကြရလို့ဆိုပြီးတဘာဝကပ်ပြီးရဲ့အရေးအယောင်တွေဖြစ်ပါရီအဆူပါလေးစင်နှမောင်တိုက်ခတ်နေချိန်မှာမူရွာတွန်းပြီးမိုးတီရီပါကြွေကြခဲ့တာကြောင့်အချိန်ကြာမဖြစ်သွားခဲ့ရမှုဒေသခံတွေအတိမနာရပါကင်းဦးလေနောင်ချူကြားမှာရှိတဲ့ဝဝနဲ့ဘန်ပွေထွားတဲ့ပြည်ထောင်စုလမ်းမကြီးနဲ့တိတ်မဝေးတဲ့နေရာမှာဖြစ်ပြီးလေးပြင်းတိုက်ခိုက်မှုတွေဟာဖင်ဦးလင်ကိုရွေးထွားပါရီလေးစင်နှမောင်ဖိရချင်းဟာအေရယ်လေးနဲ့ပူပြင်းနဲ့လီတွေးဆုံပြီးဥတီချက်အရှိန်မတူတဲ့အခါမှာစာသင်လဲပတ်လာရကနေတဖြည်းဖြည်းကြီးထွားလာရမျိုးဖြစ်ပါရီယမနိုင်ငံဟာပြင်ထန်တဲ့လေးစင်နှမောင်တိုက်ခတ်မှုတွေမကြာခဏရင်ဆိုင်လာနေရပြီးအများစုဟာရန်ကုန်ဘက်မှာဖြစ်ပေမဲ့ယခုနှစ်မှာတော့ဖင်ဦးလဲနားမှာနေရတာပါအေးရမလေးစင်နှမောင်ကြီးတွေမဟုတ်တည်ပေမဲ့ကြီးမပြီးအရှိန်ပြင်းတာကြောင့်တိခိုက်မှုတွေရှိနိုင်တယ်လို့တဘာဝကပ်ပြီးတဖြည်းဖြည်းကျဲပြန့်လာနေရပါညမဟာတဘာဝကပ်ပြီးအကျုံညာဆုံးနိုင်ငံတစ်ခုဖြစ်လာနေပါရီ